တကိုင်းတွေရဲ့အမြင့်ကနေ Harpy Eagle ဟာအရွက်တွေကြားမှာဖြည်းဖြည်းချင်းရွေ့လျားနေတဲ့ sloth တစ်ကောင်ကိုတွေ့လိုက်ပါတယ်။သူဟာမလုံမရှက်ငြိမ်သက်စွာစောင့်ကြည့်ရင်းတိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ကိုတေချာတွက်ချက်နေပါတယ်။တောအုပ်ရဲ့အရေးအယောင်ကိုအသုံးချပြီးသူ့ရဲ့တည်ရှိမှုကိုမဖော်ပြဘဲတိတ်တဆိတ်သားကောင်သားကိုတဖြည်းဖြည်းချင်းကပ်လာပါတယ်။အချိန်ခါအားလုံးအစင်သစ်ဖြစ်လာတဲ့အခါအပေါ်ကနေအရှိန်အဟုန်ပြင်းစွာထိုးဆင်းတိုက်ခိုက်လိုက်ပါတယ်။အင်အားကြီးမားတဲ့ခြေသေးတွေနဲ့တားကောင်ကိုမတုံ့ပြန်နိုင်ခင်မှာပဲတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်လိုက်ပါတယ်။ဒီအမဲလိုက်မှုဟာတိတ်ဆိတ်မှုတိကျမှုနဲ့ထူးခြားတဲ့ခွန်အားတို့ပေါင်းစပ်ထားတဲ့ပြည့်စုံတဲ့စွမ်းရည်ကြောင့်အောင်မြင်သွားခဲ့ပါတယ်။အစာကိုရရှိပြီးနောက် Harpy Eagle ဟာသူ့ရဲ့သားပေါက်ဆောက်မြော်နေတဲ့အတိုက်ကြီးစီပြန်တန်းသွားပါတယ်။အမေရိကတိုက်ရဲ့အပူပိုင်းတောအုပ်တွေထဲမှာ Harpy Eagle ကသက်သေပြနေပါတယ်။တောအုပ်ရဲ့အစစ်အမှန်အုပ်ဆိုးရှင်ဆိုတာအတန်တစ်ချက်မှမထွက်ဘဲကောင်းကင်ကနေဆင်းသက်လာနိုင်သူဖြစ်တယ်ဆိုတာပါ။ Amazon မြစ်ရဲ့မိုင်းညိုရေပြင်အောက်မြင်နိုင်တဲ့အကွာအဝေးကမီတာအနည်းငယ်သာရှိတဲ့နေရာမှာဒဏ္ဍာရီဆန်တဲ့ကြောက်ရွံ့မှုကိုဖြစ်စေတဲ့သားရဲတစ်ကောင်ပုန်းဝောင်းနေပါတယ်။အဲ့ဒါကတော့ Red-bellied piranha ဖြစ်ပြီးသိပ္ပံအမည် Pygocentrus nateri လို့ခေါ်ပါတယ်။သူဟာရေချိုလောကရဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချတတ်တဲ့သားရဲငါးဘယင်ဖြစ်ပါတယ်။အရွယ်ရောက်တဲ့ piranha ဟာပြင်းပြအားဖြင့်20 စင်တီမီတာကနေ35 စင်တီမီတာအထိသာရှည်လျားတာကြောင့်အရွယ်သေးသလိုထင်ရပေမဲ့သူ့ရဲ့ကြစ်လက်တဲ့ကိုယ်ခန္ဓာအတွင်းမှာသဘာဝဆင်ကဲပြောင်းလဲမှုကဖန်တီးပေးထားတဲ့အထီရောက်ဆုံးတိုက်ခိုက်ရေးစနစ်တစ်ခုကိုဖုံးကွယ်ထားပါတယ်။သူ့ရဲ့အကြောက်မက်ဖွယ်အကောင်းဆုံးလက်နက်ကတော့ရှေ့ကိုထွက်နေတဲ့မေယိုနဲ့တန်သားလိုချွန်ထက်တဲ့တီးကံပုံသွားတန်းတွေပါပဲ။ဒီသွားတွေဟာတစ်ခုနဲ့တစ်ခုအံဝင်ခွင်ကြဖြစ်အောင်ဖွဲ့စည်းထားတာကြောင့်အသားကိုအလွန်တိကျစွာကိုက်ဖြတ်နိုင်ပါတယ်။သူ့ရဲ့ကိုက်အားဟာ82နယူတန်ထိရှိပြီးဒါဟာသူ့ခန္ဓာကိုယ်၄ချိန်ရဲ့အစ30နီးပါးရှိတဲ့အင်အားဖြစ်ပါတယ်။အလွန်ထိခိုက်လွယ်တဲ့ဘေးဘက်အာယုံခံစနစ်ကြောင့်ဒဏ်ရာရတိရစ္ဆာန်တွေရဲ့လှုပ်ရှားမှုနဲ့သွေးနံကိုအဝေးကြီးကလေးကအာယုံခံနိုင်ပါတယ်။နေအောင်မထိုးဖောက်နိုင်တဲ့နှုံးထူထက်တဲ့ရေထဲမှာဒီတဘာဝအာယုံခံစနစ်က piranhaကိုမမြင်နိုင်တဲ့နေရာတိုင်းမှာရှိနေတယ်လို့ဖြစ်တဲ့သားရဲတစ်ကောင်ဖြစ်စေပါတယ်။